နေနိုင်ဆိုတာနေရဲ့အရေးကြတဲ့အရက်မျက်နှာပေါ်မူတည်ပြီးအချိန်တိုင်းတာတဲ့နိုင်တစ်မျိုးပါအခုခေတ်မှာမသုံးကြတော့ပေမဲ့ဟိုးရှိခေတ်မှာတော့တွင်တွင်ကြဲကြဲအသုံးပြုခဲ့ကြပါတယ်ကမ္ဘာပေါ်မှာအကြီးဆုံးနဲ့အထင်ရှားဆုံးနေနိုင်ကတော့ဆန်ရဲရန်ဒရာလို့ခေါ်ပြီးအိန္ဒိယနိုင်ငံမှာရှိပါတယ်1934ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့ပြီးအမြင့်ပေ80မြင့်ပါတယ်မြန်မာနိုင်ငံမှာတည်ရှိတဲ့နေနာရီကတော့မွန်ပြည်နယ်တထုံမြို့ရဲ့ထွေအုပ်ရုံးရှေ့မှာရှိတာပါအဲ့ဒီနေနာရီကို1904ခုနှစ်မှာပြုလုပ်ခဲ့တာဖြစ်ပြီးနေရရဲ့ရလရဲ့အပြင်ခုနှစ်တွေကိုပါပြည့်ပြည့်စုံစုံထည့်သွင်းထားပါတယ်နေနာရီကိုအင်္ဂလိပ်ဘာသာမြန်မာဘာသာဆိုပြီးဘာသာ2မျိုးရေးထိုးထားပြီး9ယောက်မြောက်အန်ဒရက်ဘရင်ရဲ့နာမည်ကိုလည်းရေးထိုးထားပါတယ်ရှင်